အခုနေတာတတိယကမ္ဘာစစ်ကြီးစဖြစ်မယ်ဆိုရင်ဒီကမ္ဘာလုံးဆိုင်ရာကတ်ဆိုးကြီးကနေလွတ်မြောက်အောင်ဘယ်နိုင်ငံမှာနေသင့်တယ်လဲအမေရိကန်ကတော့တေချာပါမဟုတ်ပါဘူးနိုင်ငံတော်များများကသူ့ကိုပြစ်မှတ်ထားကြမှာဆိုတော့ရှင်သန်နိုင်မှုပို့ပြီးအနေရများပါတယ်ဒါဆိုဘယ်နိုင်ငံတွေကလွတ်မြောက်နိုင်မလဲနံပါတ်5ကစရင်တော့ကော့စတာရီကာပါဒီပစိဖိတ်ကမ်းရိုးတန်းနိုင်ငံလေးကစီးရေးရရေးပါမှုမရှိသလိုကမ္ဘာအင်အားကြီးနိုင်ငံတွေနဲ့လည်းအလံဝေးပါတယ်ကမ္ဘာနိုင်ငံရေးမှာလည်းပါဝင်ပတ်သက်မှုမရှိတဲ့အတွက်စစ်ဘေးတပ်တင်မှုအခွင့်အလမ်းအများနေပါတယ်နောက်ထပ်နံပါတ်4ကတော့ဘူတန်နိုင်ငံပါဒီမောင်နာတောင်ထဲကြားမှာရှိတဲ့ဘူတန်ကပထဝီနိုင်ငံရေးမှန်းချက်တွေမရှိသလိုနိုင်ငံတကာရေးရာတွေမှာလည်းဝင်မပါပါဘူး။သူရဲ့တည်တဲ့ခွန်းနေတတ်မှုဒူးရဲ့နေပါမှုနဲ့ဂျားနေတန်တမန်ရေးရာတွေကြောင့်အင်အားကြီးနိုင်ငံတွေရဲ့မျက်စိကျစရာမဖြစ်ပါဘူး။နံပါတ်3ကတော့အိုက်စလန်ပါ။အများနဲ့စစ်တပ်လည်းမရှိရံမဖြစ်နေတဲ့နိုင်ငံတွေလည်းမရှိပဲအတ္တလန်တိတ်သမုဒ္ဒရာလည်းမှာရှိနေတဲ့အတွက်ကမ္ဘာစစ်ဖြစ်လာရင်အိုက်စလန်ကိုဘယ်သူမှသိထားမိမှာမဟုတ်ပါဘူး။နံပါတ်2ကတော့ဆွစ်ဇာလန်ပါကမ္ဘာစစ်ကြီးနှစ်ခုလုံးမှာဝင်ပါပဲနေနိုင်ခဲ့လို့နာမည်ကြီးတဲ့ဆွစ်ဇာလန်ကဂျာနီဝါဒကိုကိုင်ဆွဲထားပြီးခိုင်မာတဲ့ခန့်စစ်တွေနဲ့အသင့်ပြင်ဆင်ထားပါတယ်နေတိုးဖွဲ့ဝင်လည်းမဟုတ်သလိုနိုင်ငံလူကြီးအလုံးဒီပါလောက်ဝင်ခိုးလို့ရတဲ့ဘုံကိုချင်းတွေလည်းရှိပါတယ်ကဲအခုနောက်ဆုံးကမ္ဘာမှာနံပါတ်1လုံခြုံဆုံးနိုင်ငံကိုပြောပြရင်တော့စီးရီးပရိပကဖြစ်နိုင်တဲ့နေရာတွေနဲ့မိုင်းထောင်ကြီးဝေးခွာတဲ့နယူးဇီလန်နိုင်ငံပဲဖြစ်ပါတယ်